မြန်မာနိုင်ငံရဲ့တောတောင်တွေနဲ့နာမည်ဝဲရွာတွေမှာပေါက်နေတဲ့အပင်တွေဟာကြည့်လိုက်ရင်စိတ်ကြည်နူးစရာကောင်းပေမဲ့တချို့အပင်တွေကတော့ထဲမကြည့်ပဲပြေးရမယ့်အဆင့်ထိကိုအနေငယ်များပါတယ်။ကမ္ဘာကျော်ပင်တွေထက်မသာရင်တော့မလျော့တဲ့ကျမတို့နိုင်ငံကအနေငယ်များလို့နဲ့အပင်9မျိုးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နောက်ဆုံးအပင်ကတော့ကမ္ဘာအစိတ်ပြင်းဆုံးစိတ်ရင်းဝင်မှုဒီဗီဒီယိုလေးကိုလုံးဝမလွတ်တမ်းကြည့်ဖို့တိုက်တွန်းပါရစေရှင်။နံပါတ်1ကတော့ခြေလက်ဒေသတွေမှာအတွေ့များပြီးလူတိုင်းကြောက်ကြတဲ့ခွဲလေးရပင်မှာသူ့ရဲ့အသီးတွေကခရီးပါသားလိုမျိုးနူးညံ့နေပေမဲ့အဲ့ဒီအမွှေးလေးတွေကမြင်ရခဲ့တဲ့အစိတ်ဆူးတွေပါလေထဲလွှင့်လာတဲ့အမွှေးလေးတွေကတင့်ရေပြားပေါ်ရောက်တာနဲ့အနဲ့ထိုးသလိုမျိုးနာကျင်ပြီးမခံမရနိုင်အောင်ရရန်စေမှာပါရားလို့ကုန်းမိရင်တော့အမွှေးတွေကပိုပြန့်သွားပြီးတကူလုံးညီရဲဖောင်းကျော်လာပါလိမ့်မယ်နံပါတ်2ကတော့မြမရိုးရရုံးတဲ့လုပ်ငန်းတွေမှာသုံးတဲ့သဆေးပင်ပါသဆေးပင်မှာယူရီရှယ်လို့ခေါ်တဲ့ဓာတ်ပစ္စည်းတစ်မျိုးပါဝင်ပါတယ်ဒါဟာအလွန်မြင့်ထန်တဲ့အဆိပ်ဖြစ်ပြီးတော့အပင်ကိုခုတ်မိလို့အဆေးထွက်လာရင်ပဲဖြစ်ဖြစ်သဆေးပင်ကိုမီးရှို့လို့ထွက်လာတဲ့အငွေ့ကိုရှူမိရင်ပဲဖြစ်ဖြစ်အနေငယ်များပါတယ်အရေးပြားနဲ့ထိမိရင်မီးလောင်ဘူးလိုမျိုးအရေးကြီးဦးတွေထွက်လာတတ်ပြီးအမာရွတ်တွေထင်ကျန်တတ်ပါတယ်တချို့ကသဆေးနဲ့ဓာတ်မတည့်ရင်အသက်ရှူချက်ပြီးအရေးပေါ်အခြေအနေထိကိုရောက်နိုင်ပါတယ်နံပါတ်3ကတော့လမ်းမေးတွေမှာအလေးချပေါက်တတ်တဲ့ပရိုင်းပင်ပါအဖြူရောင်ခေါင်းလောင်းပုံပန်းမှုလေးတွေကလှပပေမဲ့အပင်တစ်ပင်လုံးမှာစကိုပိုလမင်းလိုမျိုးအစိတ်တွေပါဝင်ပြီးစားမိရင်စိတ်အာရုံခြောက်ခြားတာခရောင်ကရမ်းဖြစ်တာနဲ့နှလုံးရက်တာတွေထိပါဖြစ်နိုင်ပါတယ်အလားဆိုင်တဲ့အပင်ဖြစ်သုံးတတ်ကြပေမဲ့ခလေးတွေရှိတဲ့အိမ်မှာဆိုရင်တော့အထူးသတိထားရမှာပါနံပါတ်4ကတော့ကမ်းခြေဒေသတွေမှာအတွေ့များရတဲ့ကလွာပင်ပါသူ့အသီးကတရက်သီးအသေးစားလေးနဲ့တူလို့ခလေးတွေမကင်တတ်ကြပါတယ်ဒါပေမဲ့ဒီအပင်ဟာကဘာပေါ်မှာကိုတေချောင်းတန်စုသူတွေအသုံးများဆုံးဆုဆိုင်ထရီပါသူ့မှာပါတဲ့စီဘရင်အစိတ်ဟာနှလုံးခုန်လုံးကိုကမောက်ကမဖြစ်စေပြီးတော့နိုင်ပိုင်းအတွင်းအသက်ဆုံးရှုံးစေနိုင်ပါတယ်လှပတဲ့ကမ်းခြေမှာသတိမမူမိရင်အန္တရာယ်ရှိနိုင်တာမို့သတိထားသင့်ပါတယ်နံပါတ်5ကတော့ကြောက်စရာအကောင်းဆုံးဘုံသီးပင်လို့ခေါ်ရမယ်လင်းလုံးပင်မှာသူ့ရဲ့ထူးခြားချက်ကအသီးတွေရင်းမဲ့လာရင်ပေါက်ကွဲပြီးအဆစ်တွေကိုတနာရီမိုင်40နှုန်းလောက်နဲ့ပေ150ကွာဝေးထိလွှင့်စင်အောင်ပြစ်ထုတ်နိုင်တာပါအဆေးကမျက်လုံးထဲဝင်ရင်မျက်စိကွဲစေနိုင်သလိုအသီးကိုစားမိရင်တော့ဝမ်းပိုက်ထဲမှာပြင်းထန်တဲ့ဒုက္ခပေးတတ်ပါတယ်ပင်စီမှာလည်းချွန်ထက်တဲ့ဆူးတွေအပြည့်ရှိတာမို့လုံးဝမချင်းကပ်တဲ့အပင်ပါနံပါတ်6ကတော့ပရိစိတ်လိုမျိုးအနီရောင်နဲ့အမဲရောင်ဆက်ထားတဲ့အစီလေးတွေရှိတဲ့ရွေးပင်ပါသူ့မှာပါတဲ့အားပင်နဲ့အစိတ်ဟာကမ္ဘာအပြင်းဆုံးအစိတ်စင်းရင်ဝင်ပါတယ်အစိတ်ရဲ့အခွန်ကအရမ်းမာပေမဲ့ဝါစာမီလို့အခွန်ကွဲသွားရင်တော့အစာအိမ်ကနေအစိတ်တွေကိုဆုပ်ယူပြီးဆဲတွေကိုသိစေပါတယ်တစည်းနှစ်စီးနဲ့ရင်လူတယောက်ကိုနောက်ဘဝကူးသွားစေနိုင်တာမို့လှပတဲ့အရာတိုင်းဟာစိတ်ချရတာမဟုတ်ဘူးဆိုတာကိုဒီအပင်ကသက်သေပြနေတာပါပဲနောက်ဆုံးနံပါတ်9ကတော့ကျမတို့လမ်းဘေးတွေမှာအလေးကျပေါက်နေတဲ့ကျက်စုပင်ပါမယုံနိုင်စရာကောင်းတာကဒီအပင်က green နဲ့ကမ္ဘာမှတ်တမ်းတွေထဲမှာကမ္ဘာအစိတ်အပြင်းဆုံးအပင်ဖြစ်မှတ်တမ်းတင်ထားတာပါသူ့မှာပါတဲ့ rising အစိတ်ဟာဆာယာနိုင်ထက်အဆ6000ကျော်ပိုပြင်းပါတယ်ကျက်စုစီကိုအစိတ်အဖြစ်သုံးကြပေမဲ့အစိတ်အဆန်ကိုဒီတိုင်းစားမိရင်တော့နောက်ဘဝကူးကိုလက်မှတ်ဖြစ်လိုက်တယ်လို့ပါပဲဓမ္မဘဝတရားကလှပေမဲ့တခါတလေမှာတော့အန်ဒီရဲကကျမတို့ရဲ့လက်ထက်မှာရှိနေတတ်ပါတယ်။ဒါကြောင့်မသိတဲ့အပင်တွေကိုလက်နဲ့မကင်ဖို့အသီးတွေကိုမစားဖို့အထူးသတိထားကြပါလို့တိုက်တွန်းချင်ပါတယ်ရှင်။ဒီအပင်9မျိုးတွေကဘယ်ပင်တွေကိုမိတ်ဆွေတို့အနေနဲ့အပြင်မှာမြင်တွေ့ဘူးသလဲဆိုတာကိုမမပြောပြခဲ့ကြပါဦးနော်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုသိရှိနိုင်မှုကျမတို့ရဲ့ channel ကို like and subscribe လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့အောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။